တတိထားပြီးတော့မိမိရဲ့စိတ်ကိုအလိုမလိုက်ပဲနဲ့ဒေါသတရားဟာငါ့အတွက်ကောင်းကျိုးမပေးဘူးနံပါတ်1ကိုယ့်အတွက်ကောင်းကျိုးမပေးဘူးနံပါတ်2ပတ်ဝန်းကျင်အတွက်ကောင်းကျိုးမပေးဘူးဆိုပါစို့ဥပမာမဲ့မစင်အညစ်အကြေးနဲ့သူတစ်ပါးကိုပြစ်ပေါက်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်မိမိကိုယ်တိုင်အရင်မစင်လူခံရမိခဲနဲ့သူများကိုကင်ပြီးတော့ပြစ်ပေါက်လို့တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုအရင်မီးလောင်ခံရဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒေါသမီးကကိုယ့်ကိုအရင်လောင်တယ်လို့ပြောတယ်ဒေါသကိုအထသလိနေတက္ကရာမှာဘာလဲဥပမာပေးထားဖြည့်စည်းတတ်လို့ဒါဝက်ခိဝိယတော်မီလိုပဲတဲ့တော်မီဆိုတာအဖိုးတန်သစ်ပင်လဲလောင်မှာပဲအဖိုးမတန်တဲ့ဟာတွေလဲလောင်တာပဲအကုန်ဖြည့်စည်းတယ်လို့ဆိုလို့ဒိဗေဒေါသဟာဒီတိုင်းပဲဖြည့်စည်းတယ်ဒေါသဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသို့မဟုတ်ဒေါသရဲ့အကျိုးဆက်အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မိလောင်သွားတဲ့နေရာနဲ့အလားတရတူတယ်မိလောင်သွားတဲ့နေရာဘာဖြစ်လဲမဲကြံနေရတယ်ရုပ်ဆိုးကြီးတံဖြစ်သွားမိလောင်တဲ့နေရာရုပ်ဆိုးကြီးတံဖြစ်မိလောင်သွားလို့လှသွားတယ်လို့ရှိမှမရှိဘူးတစ်ပင်ကြီးတွေလည်းမဲချောက်သွားစာအုပ်တွေလည်းရုပ်ပြက်ဆင်းရဲတွေဖြစ်ကုန်လူလောင်ရင်လည်းရုပ်ပြက်ဆင်းရဲဖြစ်မှာပဲအဲ့တော့မိဟာရုပ်ပြက်ဆင်းရဲဖြစ်စေတတ်တယ်သဘာဝတရားလို့ထို့တူဒေါသဟာလည်းမိမိရဲ့ရှင်တဲ့နှလုံးထဲမှာဒေါသတရားကိုမထိမ့်မဲ့နဲ့သူ့အလိုတိုင်းဒေါသအဖြစ်ခံနေမယ်ဆိုရင်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဒေါသဇယရှိတဲ့ပုဂ္ဂိုလ်ဟာပထမမိမိရဲ့မျက်နှာရုပ်ပြက်ဆင်းရဲဖြစ်သွားရုပ်ပြက်ဆင်းရဲဖြစ်သလားမဖြစ်ဘူးလားစိတ်ဆိုးနေတဲ့အချိန်မှန်ရှိသွားရချစ်ပေါ့မေတ္တာသက်ဝင်ပျော်ရွှင်နေတဲ့အချိန်ကမျက်နှာနဲ့စိတ်ဆိုးနေတဲ့မျက်နှာဟာအလွန်တရာမှကွာခြားသွားအဲ့တော့ဒေါသဟာတခဏပဲဖြစ်စေအယုဆိုးအကြည့်တန့်သွားစေတယ်လို့ဒီလိုဆိုတာဒါကြောင့်မို့တောမိဟာလောင်သွားရင်ဖိုးရံနေလဲပါသွားတယ်ရုပ်ဆိုးကြည်တန်ကြံစေအဲ့ဒါကြောင့်မို့ဒေါသဆိုတဲ့သဘာဝတရားမိမိတို့ရင်ထဲမှာအဖြစ်မခံမဲနဲ့စနစ်တကျထိမ့်သိမ့်ပြီးတော့တဏှာကနေခေါရိုးကျိုးနေတဲ့ဒီဒေါသတရားကိုနှိပ်ကွက်ထားဖို့လိုအပ်တယ်ဘာနဲ့နှိပ်ကွက်မလဲလို့ဆိုသူရဲ့စัจ jin မဲ့တိုက်ရိုက်ကတရားရရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားမေတ္တာတရားကိုမိမိမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာပြုစုပြိုးထောင်ပြီးတဲ့အခါမေတ္တာစွမ်းအားတွေကိုကျန်တဲ့ပုဂ္ဂိုလ်တွေကျန်တဲ့တရားတွေအားလုံးပေါ်မှာဖြန့်ကျက်လွှမ်းမိုးပြီးမိမိရဲ့နှလုံးသားထဲမှာဒေါသဆိုတာလက်ချံမရှိအောင်ရှင်းပစ်ထားဖို့လို့သို့တော့မေတ္တာတရားကဒေါသကိုဖယ်ရှားတယ်လို့ဆိုတာဟာတခဏမြဝိက္ခမနပဟံလို့ခေါ်တယ်မေတ္တာဆံရဲ့ဒေါသကိုထိမ့်အုပ်ထားတာဟာမိခဲပြအုပ်ထားတယ်လို့မလောင်နိုင်အောင်ခိတ္တခဏထိမ့်ထားတဲ့သဘောလောက်ပဲတတ်နိုင်တယ်ဆိုလိုတာကဒေါသဆိုတဲ့သဘာဝတရားသည်အနုတ္တယဓာတ်နဲ့လူတွေရဲ့စိတ်အစဉ်မှာကိန်းဝတ်နေခုခေတ်စကားနဲ့ပြောရင် positive ဖြစ်နေတယ်တရားတွေရဲ့တဏ္ဍမှာဒေါသဟာ positive ဖြစ်တယ်အဲ့ဒီ positive ဖြစ်နေတဲ့ဒေါသ activate မဖြစ်အောင်မေတ္တာနဲ့ဖန်ထိန်ထားလို့ရတယ်အဘိလို့လို့ဆိုမေတ္တာဆိုဒေါသဆိုတာအကြောင်းမဲ့ဖြစ်တာမဟုတ်အာယောနိသောမနတိကာရဒေါသဖြစ်เสียအာယုံပေါ်မှာမစင်မကျင်တွေးတောမှုကြောင့်ဖြစ်တာအသိဉာဏ်ကင်းမဲ့စွာတွေးတောမှုကြောင့်ဖြစ်တာ
အဲ့တော့အသိဉာဏ်ရှိနဲ့ပြန်ဒီသုံးသပ်ဆင်ခြင်မယ်ဆိုရင်ဒီဒေါသကိုထိန်းချုပ်နိုင်တယ်ပေါ့အမတန်ဆိုးတဲ့မြင်းတောင်မှပဲစက်ကနေကြိုင်ပြီးတော့ထိန်းချုပ်လို့ရတယ်အမတန်ဆိုးတဲ့အစဉ်ကြီးတွေလည်းချုံကြိုင်ပြီးတော့ထိန်းလို့ရတယ်ဒေါသဆိုတဲ့စိတ်ဆင်ရဲကြီးကိုလည်းပဲမေတ္တာဆိုတဲ့ချွန်းနဲ့အုပ်ထားမယ်ဆိုရင်ငြိမ်ဝတ်သွားနိုင်တယ်သို့တော့မေတ္တာဆိုတာနဲ့အုပ်ထားတဲ့အချိန်လောကီဇံအဆင့်မေတ္တာမျိုးနဲ့အုပ်ထားလို့ရှိရင်တခဏတော့ငြိမ်သွားမှာပဲ activate မဖြစ်ဘူးသို့တော့ positive ဖြစ်နေသေးတယ် negative ဖြစ်အောင်မလုပ်အောင်ဝိပဿနာကျင့်တဲ့တစ်ခုကိုကျင့်ပြီးတဲ့အခါမှာဝိပဿနာအစဉ်စဉ်နဲ့ပထမသောတာပန်ဖြစ်သောတာပတိမဲ့သောတာပတိဖို့ထပ်ပြီးတော့ဝိပဿနာဉာဏ်ကိုတိုးမြင့်ဆက်ကျင့်သဂရဂါမိမဲ့သဂရဂါမိဖို့အဲ့ဒီကနေတစ်ဆက်ပြီးတော့ဝိပဿနာအရှိန်အဝါကိုတိုးမြင့်ပြီးတော့ကျင့်တဲ့အခါမှာအနာဂါမိမဲ့အနာဂါမိဖို့ဆိုတာရောက်သွားတာနဲ့တပြိုင်နက်တဏှာကပါလာတဲ့ဒေါသဇယိုက်ဟာ negative ဖြစ်သွားတယ်ယန္တာမဖြစ်ခင်မှာဒေါသဟာ negative ဖြစ်သွားတယ်လို့ဆို negative ဖြစ်သွားတယ်အနာဂါအစစ်မှာဒေါသဟာလုံးဝကျွတ်သွားအဲ့ဒါလို့အစစ်နေမရောက်နိုင်သေးခင်ဘုန်းကြီးတို့ဘာနဲ့ထိန်ယောနိသောမနတိကာရလို့ဆိုတဲ့ wise attention ပေါ့ wise attention အသိဉာဏ်ဖြင့်ဆင်ញင်သုံးသပ်ပြီးတော့ဒေါသဇယိုက်ကိုထိန်းလို့ရတယ်